ဒီမှာဒါကတော့အင်ဒိုကြက်ကြော်နဲ့ဖတ်ထမင်းပေါ့နော်အားကြည့်မယ်နော်ကြက်ကြော်ရင်ငရုတ်သီးလေးရဲ့ကိုဟုတ်နေဟာဖတ်ထမင်းဆိုမွေးလေးပေါ့နော်ဒါထမင်းထဲမှာအသေးရွက်တွေပါသေးတာပေါ့နော်အများကြီးလေးညှစ်လိုက်မယ်နော်ပြီးတော့ထမင်းနဲ့မစားခြင်းဆလိုက်ရွက်လေးနဲ့ထုတ်စားလို့ရတယ်ကြက်ကြော်ရုပ်တီးလေးရဲ့ကြက်ကြော်လေးရဲ့ဆလိုက်ရွက်လေးရဲ့မွေးနာဒါဘယ်စုပေါ့ရမ်းစားဘူးကျင်နေတာစားကျင်ကောင်းမယ်ဆိုတာလည်းယုံကြည်တယ်ဟိုင်းမှာမြစ်တာလည်းဘောခေါ်မလားမြစ်ကိုမှပင်စိမ်းလေးနဲ့ဟေးကောင်းလိုက်တာမြစ်နဲ့ပင်စိမ်းနဲ့ချက်ထားရလေအရေးတောက်လေးကောင်းနေရောပဲဘာရွက်တော့ဟင်းနွယ်ရွက်တော့လားမြူရွက်တော့လားဘာရွက်တော့လဲမသိဘူးအဲ့ဒါလေးကလည်းဆက်ဆက်ကလေးနေမှာသူလည်းဘာရွက်လဲဆိုတော့မသိဘူးအမှန်ကောင်းတယ်ဒါကြောင့်ဟိုကနမုံကြီးကျင်နဲ့ကြက်နဲ့ကြော်တာအဲ့တော့ပါသေးရဲ့ငါပြီးကြော်တာမယ်ဘယ်သူညောင်းမှမြိုင်ရောကောင်းနေရောမယ်ဒါကတော့ချမောင်ကြော်နေရာဒီဆိုလို့ရှိရင်အဲ့လိုအရေးသားကလေးနဲ့ချမောင်ဟင်းလေးနဲ့ဆိုရင်သမင်းစားကောင်းတယ်နိနောက်ဆုံးတစ်မျိုးကြံနေတာကမွန်းချင်ရွယ်5ပါငါ့ကိုကမွန်းချင်ရွယ်လေးနဲ့ပေါင်းထားမကြည့်ကမွန်းချင်ရွယ်နဲ့5နဲ့ကိုဖတ်နဲ့ထုတ်ပြီးပေါင်းထားမွေးနေပဲတကယ်ရတာရှိမမိသားစုကျေးဇူးအများကြီးတင်ပါတယ်စားကျင်တာလေးကိုတတိတရားနဲ့ပို့ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီလည်းအများကြီးအမေပါစေ